ထမရန်ဆောင်မလည်းရှိတယ်လေဆရာမြစ်တာစေတနာတာဝန်ဝတ်တဲ့ဗတ်တက်တိလင်မှာတပည့်တော်အာနန္ဒဂိုင်းဝင်မဲ့ပါဆိုတဲ့အဲ့မှာမိဘနဲ့ဆရာတူတူပါပြီးတဲ့ပဲအာနန္ဒဂိုင်းဝင်အာနန္ဒဂိုင်းဝင်ဆိုလို့ချင်းတကယ်ကြီးကျယ်မြင့်မြတ်သောပုဂ္ဂိုလ်အဲ့လာကိုကျွန်တော်တို့နိုင်မရှိပြောရမယ်ဆိုလို့ချင်းတမန်တော်ကြီးနော်လာမျိုးသူတော်ကောင်းတဲ့သူတော်စင်တို့နဲ့အတူတူဒန်းတူထားတဲ့သဘောရှိတယ်မိဘဆိုတာ আসসালামু আলাইকুম রহমতুল্লাহি ওয়া বারাকাতুহু কেনাসো আলহামদুলিল্লাহ আমি ভালো আছি ওনারা শুনতে পাই জান্নাতুল্লাহ আজ এদাসে আরোগ্য মাসাবল আছে নামাজ আছে আজ মাসাবত আছে আই কিছু হতা ফুসাল লইম তো আগত আছে মাসাবত কিছু হতা ফুসান নলেবার আগে আছে মাসাব কেন আছে চাই আসসালামু আলাইকুম ওয়ালাইকুম সালাম ওয়া রাহমাতুল্লাহি ওয়া বারাকাতুহু অনেক কেন আছে অনেক গম আছে না যে আলহামদুলিল্লাহ আল্লাহ ভালো রাখে আজ এদাসে আতু জানতে মনে হতে যাচ্ছে আর আছে মা বাবার কদর করি না জানি আর তো আছে মা বাবার হুদ্দুর ইজ্জত করা হইব হুদ্দুর আছে কদর করা হইব দে ইয়াঙ্গান যদি অনে যদি বর্মি সমাজ যদি হয়তা বলে আর যে নাকি বাইনকল আছে অনেক সাগরে তোয়ান ধরো অনেক কমিউনিটির মানুষ ধরো অনেক দাসে বাই ধরো বেগুনা দাসে কিছু নহলে হাসিল করে পাইতে পারলা অনে যদি বর্মি সমাজ যদি একটা করে হয় দিতা মা বাবার হুদ্দুর ইজ্জত করা হইব দে ইয়ান দাসে বেশি ভালো হইতো হিন্দির অনেক শুরু করা না যে Assalamu alaikum warahmatullahi wabarakatuh ကျွန်တော်ရဲ့ချစ်ခင်လေးစားရသောညီကိုမြည်များအကိုများဥများတော်များကျွန်တော်ရဲ့အတိမိတ်ဆွေအားလုံးကိုကျွန်တော်ပထမဦးဆုံးဦးစွာပထမမင်္ဂလာပါလို့နှုတ်ခွန်းဆက်သအပ်ပါတယ်ကျွန်တော်တို့လာဒီနေ့ဒီဘက်ကိုအလယ်လာရင်းနဲ့ကျွန်တော်စီဝင်ပြီးတော့ကျွန်တော်နဲ့ဆွေးနွေးခန်းလေးကိုကျင်းပတာပေါ့နော်ဆွေးနွေးခန်းကျင်းပတာမှာသူကကျွန်တော်ကိုမေကုန်းထုတ်တယ်မေကုန်းထုတ်တယ်ဆိုလို့ကျွန်တော်တို့ရဲ့သားသမီးတွေကပြီးလို့တပည့်တွေကကိုယ့်ရဲ့မိဘဆရာတွေကိုဘယ်လိုလုပ်ပြီးတော့ယူတည်လေးစားရမလဲတန်ဖိုးထားရမလဲအလားလေးကိုမြင်လို့ကျွန်တော်အဲ့ဒါကိုဖြည့်ပေးချင်ပါတယ်အားလုံးအနေနဲ့ကောင်းမွန်နားလည်အောင်နားထောင်ပေးမယ်လို့ဆုံးအောင်ထိနားထောင်ပေးမယ်လို့ကျွန်တော်ယုံကြည်လက်ခံပါတယ်မိဘဆိုတာဘယ်လောက်တည်းဖြစ်မလဲဆိုလို့တကယ်လို့သာကျွန်တော်တို့ဒီအစ္စလာမ်ဘာသာမွတ်စလင်လူမျိုးအစ္စလာမ်ဘာသာမဟုတ်ခဲ့ဒီရှိခဲ့တော့ဒါရက်ကိုယ်တိုင်ကိုကြသူတို့ကိုကျွန်တော်တို့ချစ်ခိုးရမယ့်အစိမ့်တီးရှိတယ်ကျွန်တော်တို့ဒီမှာလည်းရှိတယ်နော်ပထမရန်ဆောင်မှာလည်းရှိတယ်လေဆရာမြစ်တာစေတနာတာဝန်ဝတ်တဲ့မပြတ်ပါတက်တိလင်မှာတပည့်တော်အာနန္ဒဂိုင်းဝင်မဲ့ပါဆိုတဲ့အဲ့မှာမိဘနဲ့ဆရာတူတူပါပြီးတဲ့ပဲအာနန္ဒဂိုင်းဝင်ဆိုလို့ချင်းတကယ်ကြီးကျယ်မြင့်မြတ်သောပုဂ္ဂိုလ်အဲ့လာကိုကျွန်တော်တို့နိုင်မရှိပြောရမယ်ဆိုလို့ချင်းတမန်တော်ကြီးနော်လာမျိုးသူတော်ကောင်းတဲ့သူတော်စင်တို့နဲ့အတူတူဒန်းတူထားတဲ့သဘောရှိတယ်မိဘဆိုတာနားမလဲကြောက်တိုင်မထားကြတာကျွန်တော်တို့ဒီတကယ်လို့အဲ့လာမျိုးတန်ဖိုးထားခဲ့ဒီရှိခဲ့တော့ကျွန်တော်တို့နော်မတီးလို့သူတို့နားမလဲလို့ကျွန်တော်တို့ဒီအဲ့လောက်နားခဲ့လိခိကျွန်တော်တို့မိဘရဲ့မိုးတစ်ဖက်ကိုတော့မှကျွန်တော်ဆက်နိုင်မယ်ဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးအဲ့ဒါမိဘဆိုတန်ဖိုးရှိအားလုံးတန်ဖိုးထားကြပါကျွန်တော်ဆိုလို့ရှိရင်အခုအဖေမရှိတော့ဘူးကျွန်တော်အဖေရဲ့အရသာကိုကျွန်တော်လုံးဝနော်ဒီချိန်မှာကျွန်တော်မခံစားရတော့ဘူးကျွေးပါပြုစုပါစောင့်ရှောက်ပါတီးပြီးတဲ့နောက်ပိုင်းမှာငုံမပြန်လာလကားပဲအဲ့ဒီစီမှာဆိုလို့သူကငရဲပဲရတော့မှဂျာဟာလန်ပဲဖြစ်သွားပြီအဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများအားလုံးမိဘများကိုတိုင်ဖို့ထားကြပါယူတည်ပါလေးစားကြပါဆိုရင်လည်းကျွန်တော်ရဲ့ဒီနေ့ကိုဗီဒီယိုလေးကိုကျွန်တော်နှုတ်ခွန်းဆက်သားညီကုန်းဆွဲပါတယ်